ကိုယောက်ျားမဟုတ်ဘူးစိတ်နာတယ်တကယ်ဒီမဲ့ကိုရေးသေးနှလုံးသေးနှလုံးသေးနှလုံးလေးပြီးလိုက်ခြင်းသေးနှလုံးသေးနှလုံးတောင်းထားတဲ့သူ အဲ့တချင်းလေးပါလေစိုးလို့ပါလားကိုနဲ့ဘာကိုလဲ ဩတချင်းဆိုတာပါကိုကြီးရတယ် ငါ့ကိုလေဒါလေးနှွေးစီတွေ့ပြီ ဝတ္ထုစာကြီး မင်းပြောတော့မင်းကစာဖတ်ရတာကြိုက်တယ်ဆို ဟုတ်တယ်လေဩတီးပြီကိုကြီးပဲကြည့်ပေးချင်တာမလား ဒါကိုနှွေးစီရအောင်ပို့နိုင်ငါမျိုးပြန်တဲ့အခါနေလိုချင်တာဝယ်ပေးမယ်လေ ဟဲအကိုတကယ်ပြောရနော် တကယ်ပေါ့ စာအုပ်ကြည့်ပဲလားအထဲမှာရောတခုနဲ့ရောပါမလား ရီးစားစားပါတယ်ဟုတ်ပြီလားကဲတော့အချိန်မရှိဘူး အေးမာခုနရွာထဲသွားတာတခါတည်းမပေးခဲ့ဘူး ဩနင်းကလည်းရှာဖို့ရှိရခုနငါတော့ပေးသေးတယ်ဟိုမှာလေငမိုးအော်ခေါ်မယ်လုံနေလို့ငါပြေးလာလိုက်ရအဲ့ဒါကြောင့်ဒီကူညီလာတောင်းတာပေါ့ တီးပြီတီးပြီ တွားတော့လို့ဘာလုံနေ ဩသွားမှာပါဇွတ်တွေကိုဖြစ် တွားຫນွေຫນွေ ဟောချဆုဒါလေး နေမနက်ကအိမ်မှာကြံခဲ့တာရှိလို့လိုက်ပေးတာ ငါမနက်ကအိမ်မှာကြံခဲ့တာငါနေ့မှာဘာမှမကြံခဲ့ပါဘူး ကြံခဲ့ပါတယ်တေချာစဉ်းစားပါအောင် ဘာကြံခဲ့လို့လဲ ငါကိုရဲ့အချစ်တီလေ ချဆုနော်တိတ်မပြောချင်ဘူးဘာလဲနင်ကအောင်တွယ်နေရပေါ့လေဟုတ်လား ဟဲအဲ့လိုလည်းမဟုတ်ပါဘူးငါကတကယ်လူကောင်းလေးပါရဲ့ဒီမှာနင့်အတွက်လည်းစာအုပ်ပေးခိုင်းလိုက်တယ်နင်ကဝတ္ထုဖတ်ရတာကြိုက်တယ်မလားပြီးတော့လေ तू ကမြို့မှာစာအုပ်တိုက်ထောင်ထားသေးတာ तू ကိုယ်တိုင်လဲလေစာရေးတယ်လို့ तू ကဓာတ်ပုံနဲ့အပျော်တန်းရိုက်သေးတယ်သူ့အဖေငါရဲ့ဦးလေးကလည်းကိုယ်ပိုင်လုပ်ပြီးရှိရတော့မှ तू ကစာပေကိုပဲပျော်တာပြီးတော့ငါကလေကြီးလေး မဲအဲ့တော့ငါဘာလုပ်ရမှာလဲပြီးတော့လက်ဆောင်ပေးခြင်းနဲ့ဆိုလို့ရှိရင်သူကိုယ်တိုင်လာပေးပေါ့ဘာလို့နင်လာပေးခိုင်းရလဲ လာသားပဲနေမဲ့ငမိုးကိုခေါ်မယ်အော်မယ်လို့သူ့မှာပြန်လိုက်ရတာလေရောငါလည်းပြန်တော့မယ်ညနေဆောင်တယ်သွားပြီနော်မမဒီစာအုပ်ကမမစာအုပ်တက်လားအေးဟုတ်တယ်။အိုးမမဖတ်သေးဘူးဆိုလို့ရှိရင်ကြော်ရင်ဖတ်လိုက်မယ်နော်။